တိုင်းမှာရုံးမိုင်းလုပ်နေတဲ့သူတွေအတွက်ဒီစကားပြောလေးတွေကအသုံးဝင်ပါလိမ့်မယ်ပထမအဆုံးအနေနဲ့ customer ကိုယ့်ရဲ့ customer ကိုယ့်ရဲ့ client ကိုလူခါလို့ခေါ်လို့ရပါတယ်လူခါဒီထက်ပိုပြီးတော့ယဉ်ကျေးချင်တယ်ဆိုရင်คุณลูกค้าဆိုတော့အရှိကคุณလေးတက်ခေါ်လို့ရတယ်နောက်တစ်ခုအချက်အလက်တွေစုဆောင်းတယ် information တွေစုဆောင်းတယ်เก็บข้อมูลreport ရေးတယ်เขียนรายงานပြီးတော့ကိုက team နဲ့လုပ်တယ်အဖွဲ့အစည်းနဲ့လုပ်တယ်ဆိုရင်ကိုယ့်ရဲ့အဖွဲ့ကိုယ့်ရဲ့ team member တွေကိုအသိပေးတယ်ဆိုလို့ရှိရင်แจ้งဆိုတဲ့စကားလုံးနဲ့သုံးပါแจ้ง team စီဝေးဆိုရင်ประชุมပြီးတော့ကိုယ့်ရဲ့ client ကိုဖုန်းဆက်တယ်โทรหาลูกค้าဖြစ်ပါတယ်ရှင်ဆိုတော့ထပ်ပြီးတော့သိရှိချင်တဲ့စကားပြောလေးရှိရဆိုလို့ရှိရင်လည်း video အောက်မှာ comment လေးရေးပေးခင်နိုင်ပါတယ်အခုလိုလေးပြန်ပြီးဝင်ပြပေးပါမယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ขอให้ทุกคนมีความสุขมากๆนะคะสวัสดีค่ะขอบคุณค่ะไว้เจอกันค่ะတီချေဆုနဲ့အတူထိုင်းစာသင်ယူခြင်းလို့တင်နန်းစုံစမ်းခြင်းတဲ့သူတွေက TikTok ကဆိုလို့ရှိရင် contact X လေးကိုနှိပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်တီချေတို့ bio မှာရှိတဲ့ link လေးကိုနှိပ်ပြီးတော့လည်းစုံစမ်းလို့ရပါတယ်တကယ်လို့ Facebook ကဆိုလို့ရှိရင်တော့ patient messenger ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်